င်္ဂလာပါကျွန်တော်ဝူကြီးပါဒီနေ့မှာတော့ Sakura School Simulator ထဲမှာ Grand Ladder လုပ်ပြအောင်ပါအားကြောင့်စလိုက်ကြမယ်နော်စဒီနေ့ရောက်ပြီဆိုတာနဲ့ Brian ကိုယူမယ် Brian ကိုယူပြီးလို့ရှိရင်အင်ကြီးဝယ်လဲနေအောင်သွားကြဒုက္ခအဲ့နေအောင်သွားပြီဆိုတာနဲ့ဒီမှာဒီဟာအဲ့လေးကိုနဲ့ကျန် robot အဲ့ဒါနဲ့ပြီးကြလို့ရှိရင်ဒီမှာ menu edit item update ဆိုတာရှိတယ်အမှ color close color ဆိုတာရှိတယ်မှာတင်ကြိုက်ဘလူးတို့ကြိုက်တဲ့အရောင်ရွေးပြီးတာနဲ့ဒီမှာအောင်နည်းနည်းဆွဲလိုက်ဒီမှာနော် Chira edit တယ်မှာ Chira edit ရဲ့ဒီမှာဘယ်လိုပြောရမလဲပေါ်ကမျက်နှာရဲ့အောက်လေးက jetpack visible အောက်ကအဲ့ဒါကိုလည်းပိတ်အောက်ကဟာလေးကိုလည်းပိတ်လိုက်အမှဆိုရင်မျက်နှာပေါ်သွားဆိုတာနဲ့ item လေးကိုသွားလိုက် item နဲ့သွားပြန်တဲ့ဥပပေါ်လေးဆိုတာရှိတယ်အမှဒီမှာလွှဲယူလိုက်ယူပြီးတာနဲ့ဘယ်လိုလုပ်မလဲဆိုတော့ဒီလွှဲကိုလှည့်လိုက်ကစင်မီသူတို့လှည့်လိုက်ရှေ့ကိုရောက်ရင်ပြီးရโอเคရှေ့ကိုလှည့်လိုက်ရှေ့ကိုလှည့်ပြီးတာနဲ့စင်မီဘူးရလို့ကြတော့နီးကဒါကြောင့်ရန်နီပါဒီပြိုးtry တဲ့ပြန်တော့မယ်လို့ရှိရင်ဒီဟုတ်ပါitem နဲ့မှာလို့ item နဲ့ကိုသွားမယ် item နဲ့ကိုသွားပြီးရတယ်ဒီမှာရှိဦးတူလားတော့ပြန်သေးလိုက်ရှိတယ်နဲ့တူသေးလာတာနဲ့အများရှိဦးနည်းနည်းချင်းစီတူလိုက်တူတာမဘေးရောက်ပါအဲ့လိုပြီးကြလို့ရှိရင်အရှိဦးတခြားတူလိုက်ပါဗျာအရှိဦးတခြားတူပြန်သေးအဲ့လိုမျိုးတခြားတီးပြီးဆိုတာနဲ့ဒီမှာလုံးရှည်လေးပေါ့ဗျာရှည်ဦးဒီအောင်မှပိန်အောင်လုပ်လိုက်ပိန်အောင်လုပ်โอเคစင်ပြေလောက်ပိန်ဗျာဘရိုကြိုက်တဲ့လောက်ပိန်လိုက်ကျွန်တော်တို့လောက်ကြိုက်ရအဲ့ဒါဒီတိုင်းတူလာတူလိုက်တော့ဖြစ်တယ်နည်းနည်းလေးစင်ပြေလောက်လေးထားလိုက်ပြီးနေလူလေးမလေးဒုက္ခအဲ့လိုမျိုးဆိုတာနဲ့ဒီမှာ Chira edit ပြန်သွားမယ် Chira edit ပြန်သွားပြီး color ကဘယ်ဟာလဲမသိဘူးအဲ့မေးတရားမမေးပါဒါရအဲ့ဒါကိုအစိမ်းရောင်လေးထပ်ယူလိုက်အစိမ်းရောင်ယူပြီးဒီဘက်ကအရောင်လေးတော့အဖြူရောင်လေးယူလိုက်okay ပါဆိုရင်ဒီအင်းကြီးတဲ့နေရာကိုပြန်သွားလိုက်သွားပြီးလို့ရှိရင်ဒီမှာ glass ဆိုတဲ့နေရာမှာရှိတယ်ဒီမှာ butterfly မျက်မှန်ကိုယူပြီးလို့ရှိရင်မီနူးနဲ့ပြန်သွားမှာ Chira edit item edit ပြန်သွားပြီးတော့ camera effect တွေကိုအရင်ဝင်ပြီးတော့ဒီလိုမျိုးအရင်ချိန်လိုက်ဒါဆိုဆင်ပြေပါပြီဒီမှာဟဲ့ကလာမဟုတ်ပါငါကုန်ပြီ glass color ရဲသွားပြီးတော့အစိမ်းရောင်လေးယူလိုက်အစိမ်းရောင်ယူပြီးလို့အစိမ်းရောင်ယူပြီးတာနဲ့ဟုတ်ဗျာ character ဆိုတာရှိတယ်အဲ့ result ရဲ့အောက်က glass color လေးနှိပ်လိုက် glass color လေးနှိပ်ပြီးတော့ဒီမှာဒီအားလေးဖွဲ့အဲ့နဲ့ဒီမှာကြည့်အောင်ဒါကိုနည်းနည်းကြည့်အောင်လုပ်လိုက်တစောင်းနည်းလေးကြည့်မဟုတ်ပါဘူးနည်းကြည့်အောင်လုပ်ပြန်နောက်ဆုတ်ချလိုက်ဆုတ်
အဲ့လိုမျိုးဖြစ်နေပြီဆိုလို့ရှိရင်ရှင်းနေလို့မရဘူးဆိုရင်ဒါကိုနည်းနည်းထပ်ထည့်လိုက်โอเคပြီးသွားပြီပြီးလို့ရှိရင်ဒီမှာဟိုရမီနူပဲပြန်သွားရွာတဲ့ item တက်တက်သွားပြီးတော့အပေါ်ဆုံးကဒီမျက်စံအဖြူလေးကိုထားလိုက်ဒါဆိုရင် green light ဖြစ်သွားပြီဒါတခုတော့ကြံနေရယ်အဲ့ဒါကလက်စုပ်ပေါ့လက်စုပ်ကleft hand ထပ်တာ right hand ထပ်တာရတယ်ကျွန်တော်ကတော့ right hand ထားမယ်ဘရိုတို့လည်းကြိုက်တဲ့ဟာထားလိုက်အဲ့ဒါနဲ့ပြီးကြလို့ရှိရင် right ထားပြီးလို့ရှိရင်ဒီမှာ pan light ဆိုတဲ့ဟာလေးရှိတယ် pan light ဒီpan light လေးကိုထားလိုက်pan light ထားပြီး reset pose ပြီးလို့ရှိရင်ဒီမှာ camera အောက်ကိုနည်းနည်းဆွဲလိုက်ဒီမှာလက်နေရာလောက်ထားလိုက်ရပြီအဲ့ဒါပြီးလို့ရှိရင် item နဲ့ပြန်သွား item နဲ့သွားပြီးလို့ရှိရင်ဒါကို white လိုက်ဒါဒီလိုမျိုးလေးပြောဗျာဟောဒါကြည့်ရတာနော်ဒါကြည့်ရဆိုတော့ဒါကိုတေချာ white လိုက်ဆိုတော့ဒါဘယ်လို white ပါငါလည်းတကယ်တုံးတာဒီမှာနေလက်ကလေးထားလက်တကြွေထားလက်ညှိုးထားလက်မထားအကုန်အစင်ပြပါရဲ့ဘယ်လိုတော့ white လိုက်တာငါမေ့နေတာတော့မဟုတ်ဘူးသတိမရဒါရှိပါ යි တော့ရှိပါဆိုတော့ပေါ်နေတူလိုက်ဒုက္ခဒီလိုပုံစံလေးရသွားပြီဆိုတာနဲ့ဒီမှာအမှ color 1ဆိုတာရှိတယ်color 1ကိုနှိပ်လိုက် color 1ကိုနှိပ်ပြီးတော့စေးအောင်လေးရွေးလိုက်okay ပါရပြီ hi okay စင်ပြေတယ်ပြန်ဝင်မယ်ကြည့်မှာရပြီဆိုတော့ခန်းထဲကထွက်မယ်ပေါ့နော်ခန်းထဲကထွက်မယ်ပြီးတော့ဒီမှာ check pack okay check pack လုပ်လို့ရှိရင်လည်းနောက်ကဟိုပေါ်နေကြဖြောင်း check pack လေးမပေါ်တော့ဘူးဗျာ check pack ပေါ်တော့ဘူးအဲ့မှာဒီမှာရှုလိုက်တို့ကျွန်တော်ရဲ့ဗီဒီယိုလေးကလောက်ပါပဲဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe and share လေးလုပ်ပေးကြပါဦးဗျာကြည့်ရှုပေးတာအားလုံးကျေးဇူးတင်ပါတယ် bye bye နောက်ပိုင်းမှာတော့ Sakura Simulator နဲ့ဗီဒီယိုတွေလာအောင်ပါဗျာအဲ့ဒါလေးကိုကြည့်ရှုစောင့်မျှော်ပေးကြပါဦး